အခုတင်မြင်နေရတဲ့မြင်ကွင်းကိုတေချာစိုက်ကြည့်လိုက်ပါဒါကဖက်ရှင်ဆိုင်တစ်ဆိုင်ကတာမန်ရုပ်တွေလို့ပဲသိထင်သလားအမမောတစုံတစ်ခုကမာရင်းနေရလို့ခန်းစားရသလားသိပ္ပံပညာရှင်တွေကဒါကိုအိုင်ဗိုမီဂိုလီလို့ခေါ်ကြပါတယ်အရာဝတ္ထုတစ်ခုကလူနဲ့တူလွန်သွားတဲ့အခါကျမတို့ရဲ့အုံနောက်ကမသိစိတ်ကနေပြင်းထန်တဲ့ကြောက်ရွံ့မှုကိုခံစားရတတ်တာပါကြည်ပါမဆက်သေးကနေတန်ကြိုးတွေနဲ့ထိတ်ဆွဲထားတဲ့ပုံစံပြီးတော့အတမရှိသလိုငြိမ်သက်နေတဲ့မျက်လုံးတွေထူးခြားတာကဒီပုံရိပ်တွေဟာအသက်ရှူနေတယ်လို့မျိုးရှင်မက်ကနှိမ့်ချီမြင့်ချီဖြစ်နေတာကိုသတိထားမိမှာပါတချို့ကဒါကိုအဆင့်မြင့်နည်းပညာသုံးထားတဲ့စီလီကိုရုပ်တွေလို့ဆိုကြသလိုတချို့ကတော့ဒါတက်ရှိလူသားတွေကိုယ်တိုင်ကအရုပ်တွေလိုဟန်ဆောင်ပြီးတော့အနုပညာပြပွဲတစ်ခုလုံးနေတာလို့ယူဆကြပါတယ်ဒါပေမဲ့တကယ်ပဲအဲ့ဒါလောက်ကြီးငြိမ်သက်နေဖို့ကဖြစ်နိုင်ပါမလားဒီဗီဒီယိုရဲ့နောက်ခံမှာလည်းအမလို့ပါတဲ့ speed ကြောင့်တစ်ကောင်ကိုတွေ့ရပါလိမ့်မယ်အရာအလုံးကထူးဆန်းတဲ့ကမ္ဘာတစ်ခုလည်းကိုရောက်နေတယ်လို့ပါပဲဒီဗီဒီယို social media ပေါ်မှာပြန့်လာပြီးရဲ့နောက်ပိုင်းမှာလူတွေကမင်းကုန်းထုတ်လာကြပါတယ်တကယ်လို့နည်းပညာတွေကဒီထက်ပိုပြီးတိုးတက်လာရင်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာဘယ်သူကလူသားအစ်စ်လဲဘယ်သူကအယုတ်လဲဆိုတာဖယ်ရှားနိုင်ပါအောင်မလားမိတ်ဆွေရောအခုမိတ်ဆွေပေးသားမှာရှိနေတဲ့သူကလူသားအစ်စ်ပါလို့သိချာပေါက်ပြောနိုင်ပါမလားအခုမြင်ခဲ့ရတဲ့မြင်ကွင်းထဲမှာမိတ်ဆွေကိုအကြောက်ဆုံးဖြစ်စေတဲ့အချက်ကဘာဖြစ်မလဲဒါဟာအနုပညာတစ်ခုသက်ပဲလားဒါမှမဟုတ်တခြားလောကချက်တစ်ခုခုရှိနေတာလားမိတ်ဆွေရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦး